ဒီနေ့ကတော့ညရောက်မှကောင်းလျှော့ရဲဆိုတော့လေစားစရာလည်းစင်တင်မရှိဘူးဘာမှလည်းချမ်ထောင်းဆိုအောက်က 7-Eleven ကိုပြေးရရှင်။ဘာစားမလဲလိုက်ကြည့်ပါရဲ့။ခောက်ဆွာရလည်းမနေ့ကစားထောင်းစားချင်တော့အာနဲ့စပဂက်တီပဲဝယ်ခဲ့ရပေါ့နော်။ပြီးတော့အခြားအသီးရဲ့နန်းနေရဲ့ပြီးတော့ sandwich ရဲ့ပြီးတော့တင်ချင်းဘူတင်းပေါ့နော်။စားချင်တာတွေထည့်ပြီးတော့ဝယ်လာပါရဲ့ရှင်။ကိုရောဝယ်ပြီးတော့ပေါ်ပြန်တက်တော့မယ်ပေါ့နော်။တခါလေးတွေးခဲ့ခိုင်းတာဖြစ်တဲ့အတွက်အခုအပေါ်မှာတော့စားတော့မယ်ပေါ့နော်စပဂက်တီရဲ့ချက်သားလုံးဝယ်ပေါ့ဆလတ်ရကတော့အရင်ဝယ်ထားတဲ့ဆလတ်ရပါရှင်အဲဒါကိုရေတိချစီပြီးတော့တွဲစားဖို့ပါအခုစားမယ်ပေါ့နော်ပြတဲ့ဟာလေးပဲဟင်းလေးပဲကြည်ပါနော်နောက်ကအင်ဂျီယာရကြည်မိုးအနေရမှာဘယ်လင်းလေးကထုတ်ဝေထားဖို့ပဲကျမလည်းဒီရောက်မှအဝတ်လဲကိုရိုင်းရှော်ရတာဆိုလေရှော်ပြီးတာနဲ့အိမ်နေရင်းဆိုရင်မိဘူးတိုက်ချင်တော့ဒီတိုင်းပဲဝတ်တရှင်မိဘူးတိုက်တာလည်းပါရမီကပါမလာဘူးဆိုတော့လေတိုက်တိုင်းကျွန်းတာလည်းမရတော့တိုက်တော့